အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘောနော် macro သွားမလို့ဘောနော်အဲ့လီ vlog ရိုက်ပေး vlog ရိုက်ပေးခုမှတော့ဒါလေးပဲရှိတယ်ပါပါလိုက်ပါဦးပြီးတော့ပါပြီချွေးလည်းတော်တော်ထောက်အောင်ပါဒီမှာစပင်းကြီးရွာလို့ကွာအရှမ်းနှမျိုးတယ်ကဲမိတ်ကက်လေးတမောင်းစံဒီစုပ်ပွားနေစပ်လို့ကဲ let's go အားလေဟို YouTube ပါလေသူပြားတွေကမေးကြတယ်လားဘာ spray သုံးတာလဲစီရီလားတဲ့ဒါမဟုတ်ပါဘူးเนาะ spray ကspray တော့ဒီမှာဒီလိုမျိုးတွေပါ beauty my care ကိုသုံးတာပါကဲတော့မယ်သူကလေအဲ့လိုမျိုး spray ကိုတိန်းကျင်လို့ရှိရင်အဲ့လိုမျိုးလေးဖြန်းပေးရပါတယ်အနားလည်းရှမ်းမွေးရှိအပြီးတော့လို့ရှိရင်စပင်းလေးကိုစီးထည့်လိုက်တော့ရှင်ဒီမှာစပင်းမစီးလားမနေလားပြီးတော့ဘီလေးနဲ့ဖြီးပါမယ်ကဲစီးလိုက်အောင်ပါပြီးသွားပါပြီထားလိုက်ပါမယ်ကဲဘောနော်လုပ်ဖို့ချင်တော့ပါပြီပထမဦးဆုံးတော့ဒါလေးလေးပါတူကျောင်းသွားလက်ဒီရပဲလေးပြီးတော့ပေါ်ကနေပြီးတော့တနခါထည့်ရမှာအများကြီးထည့်ပေးစရာမလိုဘူးပေါ့တော့ပါပြီပါလိဆိုးကောင်းမလဲဘောနော်ဒီတော့ဆိုးတဲ့ဟာပျောက်သွားရရှင်အဲ့ဆိုဒါလေးဆိုးပါကင်မရာရေးမှာတိတ်မထင်ပါဘူးမကြီးရဲတွတ်နာ
天哪，也漂你们喇叭。အားနေမလို့ပိုင်းနေဘာလို့ရှောက်လိုက်လဲလူသွားတာလည်းမမြင်တော့ လာပါပါပြီသွားတော့ပါမယ်လမ်းသွားရင်ပူတယ်တက်ကြအောင်တီရှူးရွေးပါမယ်ခေါ်ပါတော့မယ် let's go ပါမယ်